ဆက်သွားလို့ပြီလားပြီလားဟာကိုပို့ဆိုင်မယ်ဒီနေ့ဘာနေရောဒီနေ့ဘာနေရောนี่ล่ะ ဒီနေ့ဘာနေရော นี่สนิทเนี่ยดู No, man. နေလား သမီးပြန်သမီးလိုက်တာမဟုတ်ပြောဟိုသမီးပြန်ပါ ပို့ဆိုင်လိုက်တာလိုင်းတော့လားလိုင်းတော့လား ตรง ကောင်မလေးတယောက်ကပို့ဆိုင် ကျွန်တော်မျိုးတွေ လူပြောကြီးလား ကျွန်တော်မျိုးတွေရှိတယ် လူပြောကြီးမဟုတ်လားဟမ် ပို့တယ်မဟုတ်ဘူးမိမမဟုတ်ဘူးဒါလိုင်းဟွာနေမှားလားမျိုးတွေ ကောင်မလေးတယောက်ကမှားလားလူပြောကြီးဆိုလားဟုတ်ဘူးလားဟုတ်လား เนี่ยปลิ้นเนี่ยอยู่ยมมู လူပြောကြီးတေးလားလူပြောကြီးတဲ့အာအမရဲ့တဲ့ surprise လေးသွားတိုက်ပေးပါအောင်တဲ့လိုင်းတော့လည်းမလား ฮะ လိုင်းတော့လည်းမလား นายเอารถต้องมา အဲ့လိုမလုံးလားဒီဥတော့အမမာလို့ပါကြီးလေးရပန်းကြီးကနေသိန်းဘူးနေသိန်းနေသိန်း ဘာပြအောင် ဒီမလို့ ကျွန်တော်မျိုး မျိုးသမီးရှိရပေါ့ มาเลย မျိုးသမီးလောင်းလေဟာမပိုခိုင်းတာတော့အမလေးတယောက်ကပိုခိုင်းတာ ပြောဖို့အောင် ပြောယူမာလားလို့ယူမာလား แต่เนี่ยกูบอกว่าตอนนั้นอยู่บ่ฮู้ ဒီကောင်မလေးတယောက်ကပဲလိုင်းမွားနေမှာလားဒီနေ့မွေးနေ့ဆိုဟုတ်လားဘယ်နေ့ပြည့်ရော ต้องดับ တော့တော့ဝင်နေအမအနှစ်ကိုအတိအကျကိုကြည့်ရတယ်လောလောလောမိမယူမိမလက်ကလာမလို့ ว่าดูလောက်ထားတာ ဟုတ်ဘူးအဲ့မှာတိဘူးခဏမိမအဲ့လိုလောလောကြောင်နော် သမီးလည်းမဒီလိုဖေးမင်းလေးဆို တိဘူးလားအဲ့လိုကောင်မလေးကတည်ရဲ့လောကြောင်နော်လောလော ကျွေးတာပေါင်းပြပြန်ပြီဟယ်လို အဲ့ဒါ ฮะ ဘုရားအဲ့ဒါ အဲ့ကိုစနေ ယူကြမှာဘူးလား ကျွန်တော်ပို့ခိုင်းတော့อยู่บ่ฮู้ကျွန်တော်မျိုးဆိုရင်ခလိုက်တယ် ဒီကောင်မလေးပဲမှာလို့လိုက် ဟုတ်ချစ်တော့ကိုချင်ဟိုအရှိကိုတော့ ယူမလားမယူလား ကျွန်တော် ယူမှာတော့ကိုတည်းကလည်းရတယ်နော် ဟုတ်တယ် ကိုအကိုပိုင်နော်ကိုစိတ်ကိုပိုင်နော် ဆရာမရဲ့ အပြရလုံးဆိုတာ တေးကမတည်ဘူးဆိုတော့ဘယ်နဲ့လဲကောင်မလေးကတည်ရဆို လောက်ရပြောတယ် အမေလည်းလို့ရ ဟုတ်ပါတယ်အမေမာရပါ အမေကလည်းသမီးဝင်ကြတယ်လို့ တမီးတို့မင်းဆရာမလုပ်ပဲဒီပန်းစီက၄သိန်းနဲ့ညငါ Happy to you Happy birthday to you Happy birthday Happy birthday Happy birthday ဖေဖေဦးတလောလူသား ခေါ်တယ် ဟမ်မသိသေးဘူးခေါ်လိုက်မျိုးခေါ်လိုက် နေခွာလေ ကိုယ်လည်း အဖေနာတိုင်းနဲ့ ခေါ်ခေါ်ရရရ နေနေဘယ်တော့မှအောင်ဒီလိုဒီမလားဒီကစားလေးတွေအဲ့လိုလေး ဖေးမခေါ်ရမယ် ဟောတော့ ဒါရိုက်ကောလာအောင်လေတကန်နဲ့ကောလာပေါ့ပေါ့ ဒီကုန်းကောကော ဒီကောင်မကလေးကျွမ်းနေ အမ်ဆောင် တကယ်ကျွမ်းနေကျွမ်းပြီး ဟမ် လက်တီပြီးတော့ဖေဖေကမေကိုခေါ်လာဖေဖေကမေကိုခေါ်လာ ဒီလိုအမေလည်းမခုနကတည်းက အားရခေါ်လာ တလားရဖယ်ပြီးတော့ကြည့်နေ သမီးရော ကဲ သမီးကမေးခေါ်မှာလား မိမိလားတဲ့ အဲ့ဒါမေးကြောတားကြောသမီးကြောဖုန်းနဲ့လို့ ဆောက်လက်